ဒီမျိုးသားဟာနေ့စဉ်နေ့တိုင်းရုပ်ဝက်ဓာတ်တိုင်းပညာကိုမမောနိုင်မပန်းနိုင်လေ့ကျင့်နေခဲ့တယ်။သူဟာအိမ်မက်မက်နေတဲ့အချိန်မှာတော့ဓာတ်ခုတ်ကွက်တွေကိုလုံးဝမရနာခဲ့ပါဘူး။ပတ်ဝန်းကျင်ကလူတိုင်းကတော့သူ့ကိုစိတ်ကျန်းမာရေးမကောင်းဘူးလို့ပဲထင်နေကြတာပါ။သူခုလိုလုပ်နေရတဲ့အကြောင်းရင်းကတော့သူဟာလူဝင်စားတဦးဖြစ်လို့ပါပဲ။သူ့ရဲ့ပြီးခဲ့တဲ့ဘဝတုန်းကမတော်တဆစနစ်တစ်ခုကိုနိုးထစေခဲ့ပြီးဓာတ်ထုတ်ချက်အကြိမ်ရေတသိန်းပြည့်အောင်လေ့ကျင့်နိုင်ရင်အတုမရှိတဲ့ဓာတ်တိုင်းအထွတ်ထိပ်ကိုရောက်မယ်လို့ဆိုခဲ့တယ်။ဒါပေမဲ့တနေ့မှာတော့သူ့ရဲ့ဂိုင်းတူနောင်တော်ကလျှို့ဝှက်စမ်းကျင်နေမြေထဲမှာသူ့မိရဲ့ယောဂါကိုကုသပေးနိုင်တဲ့နတ်ဆေးပင်ရှိတယ်လို့လာလင်ခဲ့တာကြောင့်သူဟာဂိုင်းတူအမနဲ့အတူအဲ့ဒီနေမြေထဲကိုအပြေးလွှားသွားခဲ့ကြတယ်။ဆေးပင်ကိုတွေးလိုက်ရတဲ့အခိုက်အတန့်မှာပဲဂိုင်းတူနောင်တော်နဲ့သူ့လူတွေရဲ့ခြုံကိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးသူ့ရဲ့ဓာတ်ကွက်ဟာအကွက်20ခန့်လိုအပ်နေသေးတာကြောင့်ဆိုးဆိုးရွားရွားရှုံးနိမ့်သွားခဲ့ရပါတယ်။ဒါကြောင့်ဒီဘဝမှာတော့သူဟာဓာတ်တိုင်းလေ့ကျင့်ခြင်းပေါ်မှာပဲအာရုံအပြည့်စိုက်ဖို့ဆုံးဖြတ်လိုက်တယ်။သူ့ရဲ့ဆရာဖြစ်သူကသူ့ရဲ့ထူးဆန်းတဲ့အမှုအရာတွေကိုမြင်ပြီးကြင်ကြံခြင်းကိုလက်လျှော့လိုက်ပြီလို့မှားယွင်းတွေထင်ကသူ့ကိုလာရောက်ဖြောင်းဖျားဖို့ပြင်ဆင်ပေမဲ့သူကတော့ဘာမှပြန်မပြောပဲစင်းမြင့်ပေါ်မှာပို့ပြီးတော့တောင်ပြင်းပြင်းထန်ထန်လေ့ကျင့်နေခဲ့တယ်။တလတိုင်တိုင်းပြင်းပြင်းထန်ထန်စူးစမ်းပြီးနောက်မှာတော့သူဟာဓာတ်ထုတ်ချက်ပေါင်း9800ကိုအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီ။အဲ့ဒီအချိန်မှာပဲဂိုင်းချုပ်ကြီးကတိုင်းပြိုင်ပွဲကျင်းပမဲ့အကြောင်းလာရောက်ကြေညာခဲ့ပါတယ်။တယောက်တည်းတီးတန့်လေ့ကျင့်နေတဲ့ထိုမျိုးသားကလွဲလို့လူတိုင်းကဂိုင်းချုပ်ကြီးကိုရိုသေစွာနဲ့ရှေ့ကိုတိုးသွားကြတယ်။ဂိုင်းချုပ်ရဲ့တားဖြစ်သူကဒါကိုမြင်ပြီးအလွန်ဒေါသထွက်သွားကဒီကောင်ကိုတိုင်းပြိုင်ပွဲမှာကောင်းကောင်းကြီးသင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်တော့တယ်။ပြိုင်ပွဲနေ့ရောက်တဲ့အခါဂိုင်းချုပ်ရဲ့သားကအရင်ဆုံးစင်ပေါ်တက်လာပြီးသူနဲ့တင်မကပဲသူ့ရဲ့ဂိုင်းတူနောင်တော်တွေကိုပါခေါ်ပြီးဝိုင်းတိုက်ဖို့လုပ်ခဲ့တယ်။ဂိုင်းတူအမဖြစ်သူကမခံမရနိုင်ဖြစ်ပြီးဝင်ရောက်တားဆီးဖို့လုပ်ပေမဲ့ထိုမျိုးသားကတာမန်လက်ကွက်လေးတစ်ခုနဲ့တင်သူမကိုအဝေးသို့လွင့်စင်သွားစေခဲ့တယ်။ဒီမြင်ကွင်းကြောင့်လူတိုင်းလုံးဝအံ့ဩမြင်သက်သွားကြရတယ်ဇက်လိုက်ကတော့ဓာတ်ကိုပဲဆက်ထုတ်နေခဲ့တာပါ။ဂိုင်းတူနောင်တော်ကသူ့ကိုအဆက်ခွဲဖို့အတွက်စင်ပေါ်တက်လာဖို့ထပ်ပြီးညှောက်ပေးပြန်တယ်။သူကညင်းပယ်ခြင်းခဲ့ပေမဲ့အခြားလူတွေကပါဝိုင်းဝန်းတိုက်တွန်းနေတာကြောင့်သူမတက်တာပဲစင်မြင့်ထက်ကိုတက်လန်းလာခဲ့ရပါတော့တယ်။ဂိုင်းချုပ်သားကသူ့ကိုလှောင်ပြောင်ယုံတင်မကပဲဒူးထောက်ပြီးအဖေလို့ခေါ်ဖို့ပါအမိန့်ပေးခဲ့ပေမဲ့သူကတော့လုံးဝဂယုမဆိုင်ပဲဓာတ်ကိုတင်းငိမ်စွာဖြည်းဖြည်းချင်းဆွဲထုတ်လိုက်တယ်။ဂိုင်းချုပ်ရဲ့သားဖြစ်သူကချက်ချင်းဝင်ရောက်တိုက်ခိုက်ပေမဲ့သူကဓာတ်ကိုအိမ်ထဲပြန်ထည့်လိုက်တာကြောင့်လူတိုင်းဇဝေဇဝါဖြစ်သွားကြရတယ်။ပြိုင်ဘက်ကတော့ဒေါသအလိမ့်လိမ့်ထွက်သွားခဲ့ပြီးဒါပေမဲ့ဇက်လိုက်ကတော့အထွတ်ထိပ်ရောက်ဖို့ဓာတ်ထုတ်ချက်အကြိမ်60ပဲလို့တော့မှန်းသိနေခဲ့တယ်။ဂိုင်းချုပ်ရဲ့သားကအခွင့်အရေးမပေးဘဲသူ့ကိုကန်ထုတ်လိုက်ပေမဲ့သူကတော့ဓာတ်ကိုပဲဆက်လက်လေ့ကျင့်နေတော့မှာပဲ။ဒါကိုမြင်တော့ပြိုင်ဘက်ကသူ့ရဲ့နောက်ဆုံးပိတ်အပြင်းထန်ဆုံးအကွက်ကိုထုတ်သုံးလိုက်တယ်။လူတိုင်းကတော့ဒီကောင်တေပြီလို့ထင်မှတ်ထားကြပေမဲ့နောက်တစ်စက္ကန့်မှာတော့ထိုမျိုးသားရဲ့ခန္ဓာကိုယ်ထဲကနေမဟာစွမ်းရင်ထူကြီးဝုန်းကနေပေါက်ကွဲထွက်လာပြီးပြိုင်ဘက်ဖြစ်သူကိုမီတာ900ကျော်လောက်ဝေးလံတဲ့နေရာစီကိုချက်ချင်းလွင့်စင်သွားစေခဲ့တယ်။ထိုမြင်ကွင်းကြောင့်ကွင်းပြင်တစ်ခုလုံးမှာရှိတဲ့လူတွေအားလုံးပါဇက်အဟောင်းသားနဲ့အံ့ဩတုန်လှုပ်သွားကြရပါတော့တယ်